ဒီအမျိုးသမီးဟာသူမရဲ့အမျိုးသားနဲ့အတူမနေဖြစ်တာ6လလောက်ရှိနေပြီဖြစ်ပေမဲ့ဘလို့နီးနဲ့ကိုဝင်ရလာမှန်းမသိခဲ့ပါဘူး။ဒါပေမဲ့ဒီကလေးဟာအင်စီမေဆန်ရဲ့ကလေးဆိုတာကိုတော့သူမကောင်းကောင်းသိနေပြီးခင်ပွန်းဖြစ်သူကိုဘလို့မျက်နှာချင်းဆိုင်ရမလဲဆိုပြီးစိတ်ညစ်နေတဲ့အချိန်မှာပဲဒီကိစ္စအားလုံးဟာသူမရဲ့ခင်ပွန်းချက်ကိုယ်တိုင်နောက်ွယ်ကနေကြိုးကင်စီစဉ်ခဲ့တာဆိုတာကိုရိပ်မိသွားပါတော့တယ်။အချစ်အပေါ်ပြန်ပြီးယုံကြည်လာအောင်ပြောခဲ့တဲ့စကားလုံးတွေအားလုံးဟာလည်းတေးသေးချာချာတွက်ချက်ပြီးပြောခဲ့တဲ့ဦးသားစကားတွေတက်တက်ပဲဆိုတာသိလိုက်ရတဲ့အခါဂျန်နီတယောက်ဘလို့မှဆက်ပြီးမခံစားနိုင်တော့တာကြောင့်အဝတ်စားတွေထုတ်ပိုးပြီးဒီအိမ်ကနေတိတ်တဆိတ်ထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့အင်ကြီးထဲမှာအစေခံတွေအပြည့်ရှိနေတာကြောင့်ထွက်ပြေးဖို့မလွယ်ကူလာပဲလှေကားပေါ်ကအစင်းမာတင်ရောက်ခမဘက်ကတော်ဆက်တဲ့ခဲကိုမဖြစ်သူအယ်လာနဲ့တိုးပါတော့တယ်။ဂျန်နီမမျှော်လင့်ထားခဲ့တာကတော့အယ်လာဟာသူမကိုဘယ်သူမှမမြင်နိုင်တဲ့လမ်းဘက်ကိုညွှန်ပြပေးခဲ့တဲ့အပြင်လမ်းခရီးအတွက်သုံးဖို့ငွေချို့ကိုပါထည့်ပေးလိုက်တာပါပဲ။ဘာလို့လဲဆိုတော့ဂျန်နီသာထွက်သွားရင်အယ်လာဟာဒီအိမ်ရဲ့တူလေးတော်ချွေးမဖြစ်လာမှာမို့လို့သူမရဲ့ဘဝကအများကြီးပိုပြီးနေတာထိုင်တာရှိသွားမှာကြောင့်ပါအိမ်ကနေမထွက်ခွာခင်မှာတော့ဂျန်နီဟာလှောင်အိမ်ထဲကခင်မွန်းဖြစ်သူအမျက်နှိုးဆုံးနှက်လေးကိုလွှတ်ပေးလိုက်ပြီးဒီအိမ်ကြီးထဲမှာနှစ်ကောင်စလုံးအကြာကြီးပိတ်လောင်ခံထားရတာချင်းတူတူသူမရဲ့ဘဝကဒီငှက်လေးနဲ့အတူတူပဲလို့ခံစားနေရလို့ပါပဲညစာစားချိန်မှာတော့ဂျက်ဟာနေ့လယ်ပိုင်းကဂျန်နီတယောက်သူ့ကိုနောက်ဖေးချန်ထဲမှာလာရှာခဲ့သေးတယ်လို့အစီကံတယောက်စီကနေကြားလိုက်ရပြီးသူနဲ့မေဆန်တို့ပြောနေတဲ့စကားတွေကိုဂျန်နီကြားသွားပြီဆိုတာချက်ချင်းသဘောပေါက်သွားပါတော့တယ်သူလည်းအခန်းထဲကိုအပြေးလွှားသွားကြည့်တဲ့အခါဂျန်နီရဲ့အဝတ်အစားတစ်ထည်မှမရှိတော့တာကိုတွေ့လိုက်ရလို့အမြဲတမ်းတည်ငြိမ်အေးဆေးတတ်တဲ့ဂျက်တယောက်အခုတော့တကယ်ကိုပြရခတ်သွားပါပြီဘာလို့လဲဆိုတော့ဂျန်နီရဲ့ဘိုက်ထဲကကလေးဟာသူ့အတွက်တော့မိသားစုရဲ့အမွေအားလုံးကိုစက္ကန့်ခွင့်ရမယ့်တခုလေးသောတောချက်ဖြစ်နေလို့ပါပဲVlog Fusion ကနေကြိုဆိုပါရစေအကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါအကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦးလွန်ခဲ့တဲ့နှစ်တွေကတည်းကသူ့အဖေဟာသွေးသားအရင်းချဖြစ်တဲ့မြေဦးမှသာဒီအမွေတွေကိုစက္ကန့်ခွင့်ရှိမယ်လို့အေရန်စာရေးခဲ့တာဖြစ်ပြီးတကယ်လို့အမွေစက္ကန့်မဲ့သူမရှိရင်တော့အရာအားလုံးဟာတော်ဝင်မိသားစုစီပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်ဒီလိုဝက်ချက်ကိုချက်တယောက်ပဲသိထားတာကြောင့်ဇနီးဖြစ်သူကိုဝင်ရဖို့အတွက်ဆိုရင်သူဘာမဆိုလုပ်ဖို့အသင့်ရှိနေခဲ့တာဖြစ်ပြီးသူမရဲ့ခဲအုံမဖြစ်သူကိုဝင်ပြက်ကြအောင်ထီတောင်မတော်တဆမှုတစ်ခုကိုဖန်တီးခဲ့သလိုသူကိုယ်တိုင်ကလေးမရနိုင်တော့တဲ့အခါမှာလဲဂျန်နီကိုဝင်ရစေဖို့အတွက်လူတစ်ယောက်ကိုအငှားအဖြစ်သုံးခဲ့တာပဲဖြစ်ပါတယ်။ဂျက်ရဲ့ပထမဆုံးစိတ်အချိန်ကတော့ဂျန်နီတစ်ယောက်သူမရဲ့အဖေအိမ်ကိုပြန်ပြေးပြီဆိုပြီးတော့မှမေဆန်ကိုခေါ်ပြီးဂျန်နီရဲ့အဖေအိမ်စီကိုအမြန်ဆုံးလိုက်သွားပါတော့တယ်။သမီးဖြစ်သူထွက်ပြေးသွားမှန်းသိလိုက်ရတဲ့အခါဂျန်နီရဲ့အဖေကတော့ဒေါသတကြီးဖြစ်သွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲမေဆန်ဟာဂျန်နီရဲ့အထိန်တော်ကြီးရဲ့အမူအရာပြက်နေတာကိုသတိထားမိသွားပါတယ်။အထိန်တော်ကြီးကဂျန်နီကိုမတွေ့မိပါဘူးလို့ညင်းဆိုနေပေမဲ့သူမရဲ့မျက်နှာမှာတော့အပြစ်ရှိသလိုရာခတ်နေတာတိတာနေခဲ့တာပါ။မေဆန်ရဲ့အလိုလိုတီးစိတ်ကမှန်နေခဲ့ပါတယ်။ဂျန်နီဟာသူမအဖေအိမ်ကိုသွားခဲ့တာမဟုတ်ပဲညသက်ခေါင်ရံအချိန်မှာအထိန်တော်ကြီးရဲ့အိမ်စီကိုတန်းတန်းမတ်ပြေးလာခဲ့ပြီးသူမဘလို့တောင်လှည့်စားခံခဲ့ရလဲဆိုတာကိုအကုန်ရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်အထိန်တော်ကြီးဟာဂျန်နီကိုငငယ်လေးကလေးကပြုစုပြောထောင်လာခဲ့တာမို့သမီးရင်းလေးတယောက်လိုချစ်ရှာတာကြောင့်ဂျန်နီကိုဒီမျိုးကနေထွက်ပြေးနိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပြီးနောက်တနေ့မနက်အစောဆုံးထွက်မဲ့ခရီးစဉ်လက်မှတ်ကိုပါကြိုတင်ဝယ်ပေးထားလိုက်ပါတော့တယ်